ရင်းနှီးမြှုပ်နှံမှုတိုင်းကတစ်ခုနဲ့တစ်ခုမတူကြပါဘူးတချို့ကတင်းရဲ့အရင်းနှီးတွေကိုတိုးဝါးစေပြီးတော့တချို့ကလည်းတင်းရဲ့အရင်းနှီးတွေကိုဆုံးရှုံးစေပါတယ်ဒီဗီဒီယိုလေးမှာတော့တင်းအတွက်အကောင်းဆုံးဖြစ်စေနိုင်မယ်ရင်းနှီးမြှုပ်နှံမှုအစီအစဉ်တွေကိုရွေးချယ်နိုင်မှုအတွက်အဆင့်၅ဆင့်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်နံပါတ်1အချက်ကိုယ့်ရဲ့ investment ကိုသေချာနားလည်အောင်လုပ်ပါ stock လား crypto လားရွှေလားကိုဘယ်ဟာကိုရင်းနှီးမြှုပ်နှံထားရဲဆိုတာကိုသိထားပါနံပါတ်2ဈေးကွက်လှုပ်ရှားမှုတွေကိုအမြဲလေ့လာစောင့်ကြည့်ပါဒီ investment ကအကျိုးမြတ်ရနေလားဒါမှမဟုတ်အရှုံးပေါ်နေလားဆိုတာကိုအမြဲစောင့်ကြည့်နေဖို့လိုပါတယ်နံပါတ်3 risk နဲ့ reward ကိုအကဲဖြတ်ပါအမြတ်များများရတဲ့အခွင့်အလမ်းတွေက risk များပါတယ်ဒါကြောင့်တင်းရဲ့ portfolio ကိုသေချာအကဲဖြတ်တည်ဆောက်ပါနံပါတ်4အချက်အရင်က performance တွေကိုပြန်ကြည့်ပါဒီရင်းနှီးမြှုပ်နှံမှုကစတင်ခဲ့ရာကနေအခုချိန်ထိအကျိုးမြတ်ထွက်ရလားဆိုတာကိုပြန်ပြီးတော့စစ်ဆေးသင့်ပါတယ်နံပါတ်5အချက်အနေနဲ့ကတော့ကို investment လုပ်ထားတဲ့ broker ကိုသေချာလေ့လာပါယုံကြည်စိတ်ချရပြီးတော့ license ရထားတဲ့ broker နဲ့ fund management company တွေမှာပဲရင်းနှီးမြှုပ်နှံပါအကောင်းဆုံးကတော့ရင်းနှီးမြှုပ်နှံမှုမလုပ်ခင်မှာ analysis သေချာလုပ်ဖို့လိုပါတယ်ရင်းနှီးမြှုပ်နှံမှုကိုဘယ်လိုစတင်ရမလဲဆိုတာကိုကျွန်တော်တို့ ਨੇ အသေးစိတ်တိုင်ပင်ခြင်းနဲ့ဆိုရင်တော့ registration form လေးကိုရယူဖို့အတွက် comment မှာ yes လို့မှန်သွားပေးကြပါခင်ဗျာ